ငါခုံငါပဲရှိရဆိုတဲ့စီနဲ့နေနေရမျိုးပေါ့သူများကတော့ရှိနေပြီးတော့ငါဘာလို့တယောက်ထင်နေနေရလဲဆိုပြီးတော့ဝင်နေရမျိုးပေါ့ပထမဆုံးတွေ့ရကြတော့မော်ရီတင်တန်းမှာတွေ့ပြီးတော့တင်တန်းတက်ချင်သွားတော့စပြီးမသိဘူးတင်တန်းပြီးသွားတော့မှအဲ့လိုမျိုးတွေ့ဖြစ်သွားတာတငယ်ချင်းနေနဲ့ဆုံရင်းနဲ့အလုံးဝတတိထားမိရကြတော့ကြအဲ့လိုကောင်မလေးသူကြိုက်ကြရကွာကြိုက်ကြတော့ဘာလို့သူ့ကိုအရင်လိုက်ကက်နေကြရလဲဆိုပြီးတတိထားမိရပြီးတော့တော့ရင်စကားလာပြောရအရက်ရှိလို့တတိထားမိရဆိုမျိုးနဲ့လာပြောပြီးတော့နောက်ပိုင်းကျညီမအဲ့နာမှာသူ့နာမှာတော့အရက်လေးရှိရပြီးတော့ကောင်မလေးကြီးကြိုက်ကြတော့လေနည်းနည်းဘာလို့လဲပေါ့နော်အဲ့နဲ့သူတို့တွဲနေထင်တာသူ့မှာကောင်မလေးရှိရထင်ပြီးတော့တွဲနေရလားပေါ့နော်ရီးစားရှိရလားဆိုသွားမိလိုက်ရင်းနဲ့မှစကားစပြောပြတယ်အဲ့လိုမျိုးNew Year အမှတ်တရဖြစ်ဆုံးပဲ။ဘာ New Year မှာဆိုရင်ညီမတို့အဲ့ဒီကတငယ်ချင်းတွေအုပ်စုလိုက်ပဲနဲ့အဲ့လိုပျော်ပါပြီးတော့ပေါ့နော်။တူတူရှိကြရဲစနစ်ထိုးတဲ့ချိန်ထိပေါ့နော်။တူတူရှိတယ်။ဒါပေမဲ့အဲ့တစ်နှစ်ပဲ။တော့အဲ့နှစ်ပြီးရဲ့ဒီနှစ်ကုန်ပြီးတော့အဲ့နောက်လမှာအဲ့လပိုင်းမှာတင်ပေါ့နော်။တော့နိုင်ငံခြားထွက်သွားတာဆိုတော့လေ။အဲ့ New Year ပဲအမှတ်တရဆုံးဖြစ်သွားလိုက်တယ်။ညီမတို့ကတွဲတာ9လပဲတွဲပြီးတော့မှတော့နိုင်ငံခြားထွက်သွားနိုင်ငံခြားထွက်သွားတာဆိုတော့အဲ့လိုညီမတို့မှာ memory ရတော့ရှိရ9လရဲ့အချိန်ပဲပေါ့နော်ထွက်သွားပြီးနောက်ပိုင်းမှာဆိုလို့ရှိရင်တိုင်း online ရပဲဆိုတော့ဘာမှတ်တရရှိရဆိုပေမဲ့လည်းအဲ့လိုသိရမလားတွေ့ရတာမဟုတ်တော့လေ9လလောက်ပဲတခြားတွေ့လိုက်ရပြီးတော့အခုဆိုရင်2နှစ်ကျော်ပြီပေါ့နော်ဒါပေမဲ့တကယ်တိတ်တာ9လပဲတွေ့ဘူးတည်အဲ့လိုမျိုးအဆိုးဆုံးကလေအဲ့လို new feed မှာတက်လာရင်သူများအတွဲတွေကပျော်ရွှင်ပြီးတော့ငါကြောက်ဘာလို့အဲ့လိုမဖြစ်ရလဲပေါ့နော်ဒါပေမဲ့အဲ့လိုကြာလာတဲ့ခါမှာကျတော့ညီမတခုနေမကောင်းတာပဲဖြစ်ဖြစ်ဆိုလို့ရှိရင်နောက်မှမရှိပေးနိုင်ဘူးကွာအဲ့ဒါကြတော့အထီးကျန်နေရဲ့ဒါပေမဲ့နောက်တစ်ယောက်စီသွားခြင်းစိဆိုတာထက်သူကအနားမှမရှိပေးနိုင်မယ်ငါတယောက်တည်းရုန်းကန်နေမယ်တူတူငါတယောက်တည်းပဲနေလိုက်တာမကောင်းလားဆိုတော့တွေ့ရဝင်းမိရကွာတနေ့နဲ့4လလောက်မှပြန်ပြီးတော့တွေ့ပြတာထိုင်မှာပြီးတော့တွေ့ရလဲဒါလုံးဝတစ်ပတ်လောက်ပဲတွေ့ပြီးတော့မှဒါဆိုပြန်ခွဲနေရတာကွာတွေ့ရလေမချစ်တာမဟုတ်ချစ်တယ်ဒါပေမဲ့အနေဝေးရဲ့ဟာယူတယောက်တည်းကိုလွဲတဲ့ချိန်မှာကိုပဲရှိရကွာအဲ့တော့တွေးမိရင်ငါလွဲတဲ့ချိန်မှာငါကိုငါပဲရှိရသူနဲ့တွဲနေပြီမဲ့လေငါကအားကိုနေရအဲ့လိုမျိုးစိတ်နေတယ်ဆိုတော့လေခိုင်းရင်တော့မလိုအပ်တယ်လို့ပဲကွာတကယ်တော့လိုအပ်နေလို့အရင်လိုအပ်နေရပါသူဒါပေမဲ့တော့မရှိဘဲနဲ့ဆိုတာတီးတော့ငါခုံငါပဲရှိရဆိုတဲ့စီနဲ့နေနေရမျိုးပေါ့သူများကတော့ရှိနေပြီးတော့ငါဘာလို့တယောက်ထင်နေနေရလဲဆိုပြီးတော့ဝင်နေရမျိုးပေါ့ဒါပေမဲ့လည်းဖြေတိတ်နေရအော်ငါလိုလူမျိုးကြီးလည်းရှိပါတော့ဗောနော်အဲ့လိုနဲ့ပဲဒီလားကလုံးဝအဲ့လိုဘယ်လိုပြောရမလဲပျော်ဝဲရွှင်ဝဲနေအရင်များတယ်ကွာအဲ့တော့ New Year မှမဟုတ်ဘူးချိန်တိုင်းရှိကျင်တာဆိုပေမဲ့လေဒီ New Year မှာဆိုရင်ပို့ပြီးအမှတ်တရလေးရှိကျင်တယ်တွေ့ကျင်တာပေါ့နော်ဒါပေမဲ့သူကြတော့မဖြစ်နိုင်ဘူးညီမကတွေးကျင်တယ်ပြောတော့မဖြစ်နိုင်သေးဘူးဆိုတာဟာမျိုးပြောလို့ချင်းမဝယ်နေရတယ်ကွာအဲ့တော့ New Year မှမဟုတ်ဘူးချိန်နဲ့ချိန်နဲ့တွေးကျင်တယ်ဆိုပေမဲ့အမှတ်တရလေးဖြစ်အောင် New Year မှာပို့တွေးကျင်တယ်သူစူးစမ်းနေရအောင်တည်ရကွာအဲ့လိုမျိုးစူးစမ်းနေရအောင်တည်ရတဲ့ကြောင့်မလို့ညီမလည်းစောင့်နေရင်အဲ့တော့စောင့်နေတယ်လို့မျိုးသူပြောရတဲ့အတိုင်းနဲ့တကယ်လုံးနိုင်ဖို့အတွက်ညီမမျှော်လင့်နေပြောရတဲ့အတိုင်းသူပြောသမျှအကုန်လုံးပေါ့နော်ညီမဘာလုပ်ပြီးမယ်ဘာဖြစ်မယ်ဆိုတဲ့ဟာတိုင်းကိုတကယ်ဖြစ်မြောက်လုပ်စီနေတယ်ညီမ review ကြည့်နေမယ်ဆိုလို့ရှိရင်လည်းအဲ့လိုငါတို့တွေ့ရဖို့အတွက်ကိုသူစူးစမ်းနေရအောင်အမြဲဆုံးလုပ်ဖို့အတွက်လည်းညီမမျှော်လင့်နေပေါ့နော်